Okay ခုစဉ်တော့ကျွန်တော်တို့နံပါတ်ကိုရောက်နေတာဖြစ်ပါတယ်ဒီမှာဆိုလို့ရှိရင်costume လုပ်တဲ့လူတွေလည်းရှိတယ်အဲ့လိုမျိုးမလုပ်တဲ့သူတွေလည်းရှိရဗျာဆိုတော့ကျွန်တော်က costume လုပ်တဲ့သူတွေကိုမှဒါ like ပြီးတော့မှ interview ကြည့်မှာဖြစ်ပါတယ်ဆိုတော့အတူတူသွားကြည့်လိုက်ရအောင်ဒီမှာဆိုရင်တော့ဘာတွေလည်းမသိဘူးတော့လည်းများနေ可愛いですね。いや可愛い。分かってるねあれ。いや一緒に写真撮ってもいいですか？ဒီကတော့စူညာနေရပဲ Very good လူကတော့တော်တော်လေးများတယ်ဗျာဝတ်စုံနေရလဲဘာလဲမသိဘူးမျက်စိကိုနောက်နေရပဲစုံနေရပဲဝတ်စုံနေရဟိုပေါ်မှာဆိုရင် LED လူသားတွေ့နေ LED လူသားကျွန်တော် LED လူသားနဲ့သွားရိုက်လိုက်အောင်မယ်ဒီမှာကြောက်ဗျာအဲ့လိုမျိုးနှစ်တိုင်းပဲရေထဲကိုခုန်ချတယ်ဗျာHalloween ဆိုရင်ဒီမှာမဆက်နဲ့ရိုက်လို့ရတယ်ဘာလို့လဲဆိုတော့သူတို့ကကြတော့အဲ့လိုမျိုးကွာသူတို့ကလည်းအရိုက်ခံခြင်းတွေကကွာအဲ့လိုမျိုး costume လုပ်ပြီးတော့မှအရိုက်ခံခြင်းလို့ဒီလိုနေရာမျိုးလာတာဗျာအဲ့ခါကျတော့အာမနာနဲ့ပြောစရာရှိရပြောပြီးရိုက်တာရိုက်ကျွန်တော်တို့ရိုက်တယ်အဲ့လိုပဲကောင်းမလေးတွေနဲ့ရိုက်လို့ရှိရင်မျက်နှာကြီးကဖြီးနေရပဲကျွန်တော်တို့ယောက်ျားလေးဆိုဗျာအဲ့လိုမျိုးဟောနော်ချစ်စရာကောင်းတဲ့ကောင်းမလေးတွေနဲ့ပဲတွဲရိုက်ချင်တာဗျာယောက်ျားလေးချင်းညက်မရိုက်ချင်ဘူးဗျာသိရမလားရေအကုန်ချနေကြပြီအိုဆာကာမှာဗျာဒီပွဲလန်းတပင်တစ်ခုရှိလေးရှိရင်လို့ရေထဲကိုခုန်ချကြတာဗျာအဲ့ဟာလည်းအစင်လာတစ်ခုလိုဖြစ်နေ大丈夫ですかすごいよအဲ့လိုခုန်ချတာဗျာဒီသူတို့နိုင်ငံသားတွေနဲ့မဟုတ်ဘူးဗျာဒီမြူကြီးရတော့ဘာလို့ဆိုလို့ရှိရင်နိုင်ငံသားတွေပါလိုက်ပြီးခုန်ချတာဗျာရေထဲကိုဒီမှာစင်ကောင်းမလေးတွေကလည်းအဲ့လိုအားပေးနေကြဗျာအော်ပြီးတော့မှもう一回お願いしますGây lênပုံမှန်စင်တော့ဗျာလိုမျိုးရဲတွေကနေပြီးတော့ဒီညောင်းထဲကိုမခုန်ချဖို့ပြောလေးရှိတယ်ဗျာဒါပေမဲ့မရဘူးဗျာအစင်လာတစ်ခုဖြစ်နေဒီမှာဒီနယူးရီးယားတို့ Halloween တို့လိုမျိုးရက်မျိုးဆိုလို့ရှိရင်အဲ့လိုမျိုးဗျာဒီတရားပေါ်မှာရဲတွေကိုတန်းစီပြီးစောင့်နေအဲ့မှာဒီတရားပေါ်မှာမရက်ဖို့ပေါ့နော်တရားပေါ်မှာအကြာကြီးမရက်လူတွေစုပြီးရက်လေးရှိရကြမှာတရားပေါ်မရက်ပဲနဲ့ဆက်သွားဖို့ပြောနေကြတာပေါ့နော်အဲ့မှာရဲတွေနေရာတိုင်းမှာပဲရဲတွေနဲ့ဗာစောင့်ကြက်နေအစားတော့ interview မလုပ်ရဒါပေမဲ့အခုတော့ကြည်ပြီးပဲပြန်တော့မယ် view ရမရှိဘူးဖြစ်နေသူတို့ကလည်းဗျာဒီမျက်နှာတိတ်မပြခြင်းတာမျိုးတွေရှိတယ်ဗျာပြီးတော့ခါကြတော့အဲ့လိုမျိုးလူရမ်းများတဲ့ခါကြတော့သူတို့နဲ့ဒီအချိန်တစ်ခုယူပြီးတော့မှ interview ဖို့ဆိုတာကြတော့တော်တော်လေးခက်ခဲတယ်ဖြစ်နိုင်တရေတကောင်တော့အိမ်ဖမ်းပြီးခေါ်သွားကြတယ်ဂျပန်ရဲ့ Halloween ကကြတော့ဒီ Halloween ဆိုတာမျိုးထက်ဗျာအဲ့လိုမျိုး cosplay နေ့လိုမျိုးဖြစ်နေရဗျာဆိုတော့ဒီ Halloween ဆိုရင်လည်းအဲ့လိုတရေပုံတွေပဲဝတ်တာမျိုးပဲမဟုတ်ဘဲနဲ့ကိုကြိုက်တဲ့ဒါ character ရဲ့အဝတ်အစားတွေဝတ်တာမျိုးလုပ်လို့ရှိရပေါ့နော်တော်တော်များများကကြတော့ကျွန်တော်ဒီဖျားပွဲတောင်မှတတိရသွားတယ်ဗျာ
ဒါပေမဲ့ကျွန်တော်တို့စီကဖျားပွဲလို့ဒီခပိုင်းနိုင်ခံရမှာတော့ကြောက်စရာမလိုဘူးဒီမှာကြောက်အဲ့လိုမျိုးဘရိုကိုတော်လေးစီကားတယ်ဒီဇက်ကောင်ကကျတော့သူ့ဇက်ကားထဲမှာကျတော့တော်တော်လေးကြောက်ဖို့ကောင်းပြီးတော့မှအဲ့လိုမျိုးရက်ဆက်တဲ့ကောင်ပေါ့လေဒါပေမဲ့ဒီမှာကျတော့တော်တော်လေးသဘောကောင်းတယ်ပြတွေ့လိုက်မှာကျွန်တော်ထင်တော့ဒီသူ့ပုံစံနဲ့သူ့ရဲ့လှုပ်ရှားပုံတွေကြည့်ရတာဒါ main ကလေးတစ်ယောက်ဖြစ်မယ်တဲ့နဲ့ဗျာတရေပုံဝတ်ထားတဲ့ main ကလေးတစ်ယောက်ဖြစ်မယ်တဲ့နဲ့ကျွန်တော်ထင်တော့ထွန်းမစင်တော့ Mickey Mouse တွေပါတွေတော့တွေ့နေရတာဖြစ်ပါတယ်ဒီတယောက်ကတော်တော်လေးမိုက်တယ်ဗျာသူဘာလို့အဲ့ရပေါ်တက်နေရလဲမသိဘူးဝတ်ထားတဲ့ပုံကတော်တော်လေးလန်းနေတာဂျပန်ပြောကိုင်းပုံစံပေါ့နော်တုတ်ဆဟိုးဒါလေးတွေကကြောင့်ဘာ cosplay လဲတော့မသိဘူးပေါ့နော်တော်တော်လေးချစ်ဖို့ကောင်းတယ်ဒီဖွဲ့ရတော့ဒါဟာဘီဘီရဲ့ဖွဲ့ပေါ့နော်ဟာဘီဘီ come to Dubai ဒီတယောက်ကတော့ဒါစီးပွားရေးတောင်းကျမ်းနေရဖြစ်ပါတယ်အဲ့ပလင်လေးကင်ပြီးတော့မှဒါလိုက်ရောင်းနေရဖြစ်ပါတယ်တစ်ခွက်ကို1000တန်းနဲ့ကျွန်တော်တင်တော့အဲ့မှာသူ့အိတ်ထဲလမ်းကြည့်လိုက်ရလဲပတ်စံတွေကိုပြည့်နေရပဲသူ့ရဲ့အဓိကပြစ်မှတ်ကကြတော့ဒါကျွန်တော်တို့လိုမျိုးဖွန်ကြောင်တဲ့သူတွေကိုမှအဓိကပြစ်မှတ်ထားတာပေါ့နော်ကျွန်တော်တော့မှဝင်ဝယ်မလို့ဗျာအကိုတယောက်ကဆွဲထားလို့မကျွန်တော်ဝယ်မဝယ်တာမိုက်တယ်ကျွန်တော်ထင်တော့သူဒီဒဗလင်းနဲ့အရင်ကတော်တော်မြတ်သွားမယ်ထင်တယ်ကြည့်ရအဲ့မှာရုပ်လေးကလည်းချစ်စရာလေးဆိုဗျာအားလုံးကဝိုင်းဝယ်ကြရသိရမလား yeah ဒီနှစ်ယောက်ကတော့ဒါစစ်သမီးလေးတွေပေါ့နော်အဲ့မှာကျွန်တော် brother ကသူကဒီစစ်သမီးလေးတွေနဲ့ဒါဝင်ပြီးတော့ပါတော်လေးချစ်ဖို့ကောင်းပါတယ်ဂျပန်မှာလေးမေမေရအောင်ပြန်သွားမေမေဟောလိုက်မေမေနေကောင်းလားမေ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 ရအောင်ပြန်သွားတတဓာတ်ပုံရိုက်စင်လို့တတဓာတ်ပုံရိုက်စင်တကယ်တမ်းကြောက်ရအဲ့လက်နဲ့ချောင်းထောင်တဲ့ကောင်ကလေးပို့ချစ်ဖို့ကောင်းတယ်ဆိုနေကြည့်ရ Okay this ありがとうございますလမ်းတော့လမ်းသွားကွာလို့ဆရာမမရနေရအတိုင်းမချိန်တာဟောဒီကိုရますかဒီမှာတော့ဆက်ရုပ်ခွေးတွေဟောလာတောင်းကျမ်းနေရဖြစ်ပါတယ်အဲ့ဆိုအစောကတော့ရာဒီဂျပန်ကောင်းမလေးတွေအဲ့ခွေးလိုက်လို့ပြေးနေကြ။အော်ပြီးတော့မှအဲ့တစ်ပင်ကိုပတ်ပြေးနေကြ။လူအနေထားတော့ဒီလိုမျိုးပေါ့နော်ဒါတော့မှအဓိကနေရာမဟုတ်ဘူးပြတာဟိုဘူရာဘက်သွားတဲ့လမ်းမှာဟိုဘက်မှာတော့ဒါအချုပ်ကားတွေရက်ထားဖြစ်ပါတယ်အခက်မသိရင်စီးရမှာဖြစ်ပါတယ်စီးရမှာဆိုတာအဲ့လိုမျိုးရအဲဒီမဟုတ်တာလောက်တာတော့ဒီပြစ်မှုကျူးလွန်တာတော့လုပ်လို့ရှိရင်အဲ့ကားနဲ့တင်ပြီးတော့မှသွားဖို့အတွက်သူ ready ပြင်ထားတာပေါ့နော်ဒါပေမဲ့တော်တော်လေးအဆင်ပြေတော်တော်လေးမိုက်တာကျွန်တော်ဒီမှာအဲ့လိုမျိုးရက်ထားပြီမဲ့ဗျာတယောက်မှစီးမနေဘူးဗျာအဲ့လိုမျိုးအမှုကလည်းဖြစ်တောင်ဖြစ်ခဲပါဗျာဖြစ်ခဲတယ်ဒီမှာတော့ဒါဆာမူရိုင်းကြီးဖြစ်ပါတယ်အပြုံးကြီးအသက်ဒီတကူကတော်တော်လေးမိုက်တယ်ဗျာတော်တော်လေးလှတယ်ဗျာသူအဲ့လိုမျိုးဗျာအတောင်မှန်လိုမျိုးဖြန့်လာလို့ရှိရင်ပို့မိုက်တယ်ဗျာအဲ့မှာဒီတော်တော်လေးလှတယ်ဗျာဒါတော့မှနောက်ကမီးရောင်နေမို့ဗျာဟဲ့အောင်ရေးရဲမေးလေးတွေဟာဒါမျိုးလေးလာဖိုင်းတော့လိုက်သွားမှာပါကျွန်တော်ဘာမှခုခံနေရမလို့နော်ဟဲ့အဲ့ရှင်းမလာနေအဲ့ရှင်းမလာနေဟဲ့ဘာကောင်လဲဟာဟဲ့ဘာကောင်လဲဟာဒီကောင်ဘာကောင်လဲဟာ
ပြောင်းရင်ဟိုးထဲမှာနတ်သမီးလေးတွေဟာအဲ့အဖြူလေးနဲ့တောင်ပန်လေးနဲ့သွားရိုက်ချင်အဲ့မှာပုံမှန်စင်သူတို့အဲ့လိုမျိုးမျက်နှာကိုတိတ်မပြချင်ဘူးဗျဟာရှက်တာလားပါလဲတော့ကျွန်တော်လည်းမပြောတတ်ဘူးပေါ့နော်ဒါပေမဲ့တော်တော်လေးတော့ချစ်ဖို့ကောင်းတယ်ဗျာဒါကတော့အမှန်တရားပဲဒီဖွဲကအပြစ်မှားမနေနဲ့ဒီဖွဲကအဲ့ရဖွဲကယောက်ျားလေးတွေအမလူမအဲ့လိုကောင်းမလေးမြင်တော့ဝင်တော့ပါနော်お姉さん可愛いですねTadi kan yang itu 1.000 yen ya, 1.300. ไปเพียงมี good night Satu tinggal. ဆိုတော့ဒါဒီနေ့ကတော့ကျွန်တော်အားလုံးကိုဒါနမ်ဘာအိုဆာကာနမ်ဘာကိုဒါ Halloween ကြည့်ဖို့အတွက်ခေါ်သွားပေးတာဖြစ်ပါတယ်ဆိုတော့အားလုံးပဲပျော်ကြမယ်လို့ထင်ပါတယ်အင်တာဗျူးကတော့ view ကြည့်မိမဲ့မ view နိုင်ခဲ့ဘူးပေါ့နော်ဒါ view ဖို့လည်းအဆင်မပြေလို့ပါတော့ဒါတော့အပြန်လန်းပေါ့နော်အဲ့လိုမျိုးကောင်းလေးတွေမုတ်စိမ်မွေးကြီးနဲ့ကွာဒီမှာလည်းတွေ့ပြန်ပြီအတောင်ပန်လေးနဲ့အဖြူတကောင်အမဲတကောင်ဒီနေ့ကတော့ဒါကိုအားကြတော့ဒီကြည့်တဲ့အဖွဲရပဲလုပ်ခဲ့တာပေါ့နော်နောက်နှစ်မှပဲကိုရိုင်း costume လုပ်မယ်ဆိုပြီးတော့မှစဉ်းစားထားတယ်ဆိုတော့ဘယ် character ရဲ့ costume လုပ်ရင်ကောင်းမယ်ဆိုတာကိုမှဒါအကြံပေးခဲ့ကြပါဦးဆိုတော့ကျေးဇူးတင်ပါတယ် bye bye နောက်ဗီဒီယိုတွေမှာဆက်တွေ့ပါမယ်